ကျွန်တော်တို့တော်တော်များများစိတ်ကိုထိန်းနိုင်နေဆိုတာဘာကူမှမခံစားရတော့တာဒါမှမဟုတ်ခံစားချက်တွေကိုအတင်းအကျပ်ဖိနှိပ်ထားတာလို့ထင်တတ်ကြပါဒါပေမဲ့အဲ့ဒါဟာစိတ်ကိုထိန်းချုပ်တာမဟုတ်ပဲကိုယ့်ကိုယ်ပိတ်ထောင်ထားတာမျိုးပဲဖြစ်နေတတ်ပါတကယ်ရင်းချက်မှုဆိုတာကိုယ်စိတ်ထဲမှာဖြစ်ပေါ်လာတဲ့ခံစားချက်တွေကိုမခံစားရအောင်လုပ်တာမဟုတ်ပါဘူးအဲ့ဒီခံစားချက်တွေကိုနားလည်နိုင်တာလားငါအခုဘာကြောင့်ဒေါသထွက်နေတာလဲငါအခုဘာကြောင့်စိုးရိမ်နေတာလဲဆိုတာအကဲခတ်နိုင်လာတာပါစိတ်ရဲ့အမြင့်ဆုံးအောင်မြင်မှုတစ်ခုပါကိုယ့်ရဲ့ခံစားချက်ကိုနားလည်ပြီးနိုင်လာတဲ့နေရာစားတင်းရဲ့တုံ့ပြန်မှုတွေကလည်းတဖြည်းဖြည်းပြောင်းလဲလာပါလိမ့်မယ်အခြေအနေတစ်ခုပေါ်စိတ်လိုက်မှန်မှမတုံ့ပြန်တော့ဘူးတည်ငြိမ်တဲ့စင်ငြိမ်တုံတရားနဲ့ရင်ဆိုင်နိုင်တာတော့တင်ကိုယ်တိုင်တတိပြုမိတာပါလေစိတ်ကိုအနိုင်ယူဖို့မကြိုးစားပါဘူးစိတ်ကိုနားလည်အောင်အရင်ကြိုးစားကြည့်အဲ့ဒီနားလည်မှုကပဲတင့်ကိုရင်းချက်တဲ့သူတယောက်ဖြစ်ပြောင်းလဲပေးပါလိမ့်